င်္ဂလာပါရှင်မ ညီမလေးကိုစလေးခါဝန်လေးတွေရှိလား ရှိရရှင်မဟုတ်ကဲ့ဘယ်ပွဲတော့ဝတ်မလို့လည်းမသိဘူးမ ဝင်းနေပွဲသွားဆရာရှိလို့ ဟုတ်ကဲ့ရှိရရှင်မဟိုဘက်ချမ်းလေးမှာရှင်မ ဟုတ်ကဲ့ပြပေးပါအောင် ဟုတ် နော် ကဲ့ပါရှင်အမဒီဘက်ချမ်းလေးမှာရှင် ဟုတ်ကဲ့ပါရှင် ဒီနေ့ပွဲတော့ဆိုလို့ရှင်ဒါမျိုးလေးရှိမယ်ရှင်မ အေးဒါလေးကချက်ဆရာလေးနော် ဟုတ်မလာရရှင်မ ဟဲဒါလေးလည်းလာလိုက်တာ ဟုတ်တယ်သူဆိုဝင်နေပွဲတော့ပိုတင်တော့ ဒီဟာလေးလည်းလာရနော်ဒီအရှိလေးလည်း ဟုတ်တယ်လာတယ်ပါအမနဲ့ဆိုရမ်းလိုက်မယ် ဟဲခါဝန်လေးကအလှတွေအများကြီးပဲနော် ဟုတ်တယ်ရှင်တော့မွေးနေ့တော့လည်းပို့ပြီးတော့တင့်တော်ရလေအဲ့လို ခဏလေးနေမအောင်တခြားဆိုင်လည်းတွက်ကြည့်လိုက်အောင်မယ်နော် ဟုတ်ကဲ့ပါရှင်နောက်လိုအပ်တာရှိလဲဝင်ခဲ့ပါအောင်နော်ဟုတ်ကဲ့ပါကျေးဇူးပါရှင်မင်္ဂလာပါရှင်မဟုတ်ကောင်းဝင်လေးပြန်လာကြည့်ရလားရှင်မ မဟုတ်ဘူးအမကလေရုံသွားတော့လေဟို office ကလေးတွေကြည့်ချင်လို့ office ကလေးရှိရရှင်မဟိုဘက်ချမ်းလေးမှာရှင်မ လိုက်ပြပေးပါအောင်နော် ဟုတ်ကဲ့ရှင်မဒီဘက်ချမ်းလေးမှာ ဟုတ်ကဲ့ပါ office ကလေးဒါမျိုးလေးရှိတယ်ရှင်မ အယောင်လေးကအယောင်လာနော် ဟုတ်တယ်မ တခြားဆိုင်မှာတော့ကြည့်လိုက်အောင်မယ်နော် ဟုတ်ကဲ့မရရရှင် ဒီမှပြန်လာခဲ့မယ်နော် ဟုတ်ကဲ့ပါရှင်မင်္ဂလာပါရှင်ဗာလေးများထက်ကြည့်တင်သေးလို့လဲရှင် ဟဲ့အမခရီးသွားမှာမလို့လေအင်ဂျီအပေါ်ထက်လေးများရှိလားလို့ ရှိရရှင်ဂျင်းကုတ်လေးလည်းရှိရတခြားဟူဒီလေးလည်းရှိမယ်ရှင်မ ပြပေးပါအောင်နော် ဟုတ်ကဲ့ပါရှင်ဟိုဘက်ချမ်းလေးမှာမဂျင်းကုတ်လေးရဒီဘက်ချမ်းလေးမှာရှင်မ ဟဲ့ဒီကျင်းလေးလည်းချက်စရာလေးနော်ဟဲ့အမဟိုဘက်ဆိုင်မှာတော့ကြည့်လိုက်အောင်မယ်ပြီးမှပြန်လာခဲ့မယ်နော် ဟုတ်ကဲ့ပါရှင် ဟဲ့ညီမလေး